သူတို့ကခဏနားနေတဲ့အချိန်မှာတာမန်ရက်သူရက်သားပြောတယ်အဆွေးပေါ့ဒီဂဲလုံးကြီးကိုနှစ်ဖက်ထမ်းနေမဲ့စားဒီမြက်ကလေးကိုတစ်ခွက်စီခွဲပြီးတော့ထမ်းလိုက်ရင်ပို့ပြီးတော့အစ်စ်အတွက်မတက်တာပဲဘူးလားတဲ့တဲရတာမကင်းတက်တာလည်းမလားပေါ့အဲ့လိုကြံပြီးတော့အဲ့မှာမူးမက်ကလည်းစဉ်းစားတယ်ဟုတ်တယ်တဲ့အတင်ပြောတဲ့ကြံဟုတ်တာပဲကျုပ်တော်တော်မိုက်မဲတာပဲပေါ့အဲ့လိုပြောပြီးတော့သူပြောတဲ့စကားကိုလက်ခံပေမဲ့အဲ့စကားကိုလိုက်မလို့ဘူးသူကဒီတိုင်းပဲတစ်ဖက်ကညက်တုံးတစ်ဖက်ကဂဲလုံးကြီးချီပြီးတော့သူကဆက်သွားတာပဲလိုက်လမ်းမရပေါ့ရက်သားလေးကမိတ်ဆွေဘာလို့အဲ့လိုကြီးလုတ်သွားတော့ကျွန်တော်ပြောတာလက်ခံတယ်ဆိုပြီးတော့ခမည်းနဲ့ကျုံနေကစင်တန်းချင်းမတူလို့တဲ့ခမည်းကတာမန်ရက်သားတဲ့ကျုပ်ကတဲ့မူးမတ်အရာရှိပေါ့အဲ့ကြောင့်မို့ခမည်းစကားမှန်းနေလေကျုပ်ကလိုက်လုံမှာမဟုတ်ဘူးတဲ့အတွေးကြလည်းဟုတ်တာပဲပေါ့ဘာကောင်းမှမဟုတ်သေးတဲ့သူရဲ့စကားကိုဘယ်ကောင်းမှလောလောနဲ့လက်ခံကြမှာမဟုတ်ဘူးအားကြောင့်မို့လို့ကျွန်တော်တို့လိုမျိုးစူးစမ်းနေတဲ့လူငယ်တွေဘယ်နေရာမှာဖြစ်ဖြစ်ပါကိုယ့်ရဲ့လောက်ရက်တွေကိုယ့်ရဲ့စကားတွေကိုလက်မခံသေးတာကိုအပြစ်မမြင်ပါနဲ့လက်ခံနိုင်အောင်စူးစမ်းရအောင်မှာကျွန်တော်တို့လိုလူတွေတောင်းပါမှာအားလုံးကျေးဇူးအများကြီးတင်ပါတယ်